အားလုံးပဲမြင်ပါပါနော်ကျွန်တော်အခုခွန်တောင်းလုံးဘေးဝင်းပေါ့ဗျာခွန်တောင်းလုံးဘေးဝင်းကိုကျွန်တော် high ATV အသေးစိတ်နဲ့ဆောက်ပြမှာနော်ခုကျွန်တော်ဝင်လိုက်ပြီဗျာဝင်လိုက်လို့ရှိရင်ဒီချိုး password မရတဲ့လူတွေကဒီနားမှာ copy ကူပြီးကျွန်တော်ယူလာပို့ရမှာနော်လာပို့ရမှာနော်အဲဆိုတော့ဒီ gain ရောက်နှိပ်လိုက်မယ်နော် gain ရောက်နှိပ်ပြီးတော့ဒီမှာဝင်ကိုတဲ့ဒီမှာကြတော့ကိုတို့ကအသေးကြထိုင်နော်အသေးကြထိုင်ရဲကိုတို့ကအကြီးပြတယ်နော်နောက်တစ်ထောင်းနေပြီးစားထုတ်ပြမယ်နော်10ပွဲမှာဗျာ10ပွဲထုတ်ပြမယ်နော်10ပွဲမှာစားဘယ်လောက်လိုက်ရလဲဘယ်လောက်မြက်လဲဆိုတာကြည့်မယ်နော်မှန်ပါဗျာကိုတို့ပဲလည်းအကြီးတစ်ထောင်ကိုငွေအမောက်ပေါ်မူပြီးတော့ဇာလိုက်နော်1000ထည့်ထားဗျာတရားနေပြီလားအဓိကကိုကမျက်ချင်လို့ဆော့တာဗျာမျက်ချင်လို့ဆော့တာဒီကြီးကဒီခွန်းလုံးပေးဝင်ကကိုအကျိုးရှိတောင်းတယ်လို့ရှိရင်ငွေလုံးကြီးပေါ့ဗျာကိုလိုချင်တဲ့လောက်နှိုက်လို့ရတယ်ဒီဘက်ကမှားတာနော်မှားတာကြီးဒီမှာအသေးပြတယ်နော်အသေးကကျွန်တော်1000ထိုးတာမှားသွားတယ်တော့1000ထိုးရမယ်နော်1000ထိုးတော့မှန်သွားပြီနော်မှန်သွားကြဒီမှာပြန်ကြည့်မယ်ဟတ်ထဲမှာကိုဒီဘက်အသေးနော်ဒီကျွန်တော်မှန်သွားတဲ့အတွက်1000နေပြီးတော့ပြန်လိုက်မယ်နော်3ပွဲကို2ပွဲမှန်သွားပြီနော်ဒီပွဲမှန်သွားပြီနော်မှန်သွားပြီမှားတာကိုဒီဘက်ကအကြီးပြတယ်နော်အကြီးကိုကျွန်တော်က1000ထိုးတဲ့အတွက်ကိုမှားတာအတွက်အကြီးကို1000ထိုးရမယ်နော်4ပွဲ2ပွဲမှ2ပွဲမှဖြစ်သွားပြီနော်မှန်သွားပြီမှန်သွားပြီနော်ဒါကြီးကိုဒီဘက်အကြီး1000ထိုးမယ်ဗျာမှန်သွားလို့ရှိရင်စားပုံမှန်ပဲပြန်လိုက်တော့နော်5ပွဲ3ပွဲမှန်သွားပြီ5000လောက်ရှိရင်ဗျာ2000ကနေပြီးစားလိုက်ရတယ်ဒီတော့လည်းမှန်သွားပြီနော်6ပွဲကို4ပွဲမှန်သွားပြီဗျာအကြီးပြရနော်အကြီးမှန်သွားရတော့ဒါပုံမှန်ပဲလိုက်နော်မှန်သွားပြီနော်မှန်သွားပြီကိုတို့ဘက်လည်းအကြီးပဲနော်အကြီးမှန်သွားတာဖြစ်တဲ့တော့ကျွန်တော်တို့ပုံမှန်ပဲလိုက်ရမယ်နော်9ပွဲကိုကျွန်တော်5ပွဲမှန်သွားပြီနော်10ပွဲကို6ပွဲမှန်သွားပြီနော်ကိုတို့ဘက်ပါကြတယ်ကိုတို့ဘက်လည်းအကြီးပဲနော်ဒီကဗျာစားလိုက်နေရမယ်ဗျာ9ပွဲကို3ပွဲမှာပါဗျာ9ပွဲကို3ပွဲမှာပါနော်ကိုတို့ဘက်ကဒါကြောင်လည်းကြည့်မယ်နော်ကိုတို့ဘက်အသေးဟိုမှာတော့အသေးတောင်းတောင်းလိုက်ရမယ်ဗျာ10ပွဲဟိုမှာ3ပွဲပဲမှာနော်ကျွန်တော်အမြက်ကအခု1000လောက်မှရှိတယ်နော်အမြက်က1000ရှိတယ်နော်ကျွန်တော်ဆက်ထုတ်ပြမယ်ဗျာ10ပွဲကို3ပွဲပဲမှာလေဗျာဟိုအသေးနော်အသေးကျွန်တော်2000လောက်ကစားလိုက်ကြမယ်ဗျာနော်မပြီးတော့ရဒီပွဲကတော့မှန်လေဗျာကိုတို့ဘက်လည်းကြည့်မယ်နော်ကိုတို့ဘက်ကအသေးကျွန်တော်2000လောက်ကစားလိုက်ကြမယ်နော်မှားပါနော်မှားပါပြီကိုတို့ဘက်အကြီးနော်အကြီးခုနကကျွန်တော်2000ထိုးလို့ရှောင်းသွားတဲ့အတွက်6000ထိုးမယ်နော်မှန်သွားပြီဗျာမှန်ပါနော်မှန်သွားပြီကိုတို့ဘက်ကအကြီးပဲဗျာကြီးကျွန်တော်တို့မှန်သွားတဲ့အတွက်လိုက်စားပုံမှန်ပဲပြန်လိုက်နော်မှားပါနော်မှားသွားပြီဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီမှာအသေးပြထားနော်အသေးကျွန်တော်က2000ရှောင်းသွားတဲ့အတွက်6000နော်မှန်သွားပြီနော်မှန်သွားပြီလောလောဆယ်ကျွန်တော်အမြက်က19000 18000နီးပါးရှိတယ်ဗျာ18000နီးပါးကိုတို့ဘက်အသေးနော်အသေး2000မှန်ကြည့်မယ်နော်မှန်သွားပြီဗျာဒီလိုချင်းကြီးပေါ်လာလို့ရှိရင်မှန်သွားပြီကိုတို့ဘက်လည်းအသေးဗျာအသေးမှန်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပုံမှန်သားပဲပြန်လိုက်ရမယ်နော်ကိုတို့ဘက်လည်းမှန်သေးတာပဲဗျာဒီမှာအသေးပြရနော်အသေး2000ဗျာမှားတိုင်းနော်မှားပါပြီကိုတို့ဘက်အကြီးနော်အကြီးကျွန်တော်တို့က2000ရှောင်းသွားတဲ့အတွက်6000လိုက်ရမယ်နော်
ဒီထက်တဲ့ဟာလေးဗျာအနည်းဆုံး900ထိုးလို့ရှိရင်900ထိုးလို့နိုင်လို့ရှိရင်ဗျာ900ထိုးလို့6ပွဲဆက်10ပွဲဆက်နိုင်လို့ရှိရင်ပေါင်းနဲ့6လို့ရတယ်နော်ကျွန်တော်ခုတစ်ပွဲလည်းမှန်တယ်နော်မှန်တယ်ခုတစ်ပွဲအကြီးပြရဗျာမှန်တော့အတွက်ကိုပုံမှန်လိုက်ချနေပြီးပြန်လိုက်နော်မှန်တယ်နော်မှန်တယ်ကျွန်တော်စားလိုက်ရမယ်ခုတစ်ပွဲအသေး6000ဗျာမှန်တယ်ဗျာမှန်တယ်အတွက်အကြီး18000ဗျာ628,000နော်18000လိုက်ရမယ်မှန်တယ်နော်မှန်တော့အတွက်ဒီမှာကျွန်တော်မှ8000လေးတောင်ဖြစ်သွားပြီနော်ကျွန်တော်ဈာဘယ်လောက်လိုက်လဲပြန်ကြည့်မယ်နော်ဈာ2ကြိမ်ပြန်လိုက်ရတယ်နော်2000ထိုးလို့ရှိရင်2ကြိမ်ပြန်လိုက်ဒီမှာဗျာကျွန်တော်ဈာအများဆုံး1ကြိမ်ကြီးပဲဗျာအများဆုံး2ကြိမ်ဗျာ2ကြိမ်နော်ခုတစ်ပွဲအကြီးပြရနော်မမီတော့ဗျာမှန်တယ်ဗျာခုလိုမျိုးကျွန်တော်ဟာ APP လို့ကျွန်တော်ရှင်ကျွန်တော်ဒီဗီဒီယိုကအောင်မှာဟာ APP ယူရမယ်လင်းလေးကိုကျွန်တော်ချခိုင်းမယ်နော်အားယူတစ်စင်လာယူနော်ဗီဒီယိုလည်းရှင်းနေမလို့နားအောင်မယ်နော်ဒီလောက်ဆိုရင်ဒါကတော့နားလေလောက်မယ်ထင်ပါတယ်